လောင်းကစားဘရင်ကဖဲချက်တွေကိုလေထဲကိုပြစ်မြောက်လိုက်ပြီးမင်းအပေါက်ဖဲအားလုံးကိုဖမ်းမိမှပဲဒီကနေထွက်သွားခွင့်ပေးမယ်လို့ပြောလိုက်ပါတယ်ခဏလေးတွင်းမှာပဲကောင်မလေးကဖဲချက်တွေအားလုံးကိုဖမ်းမိသွားပါတယ်ဆရာဖြစ်သူကသူမဟာအသုံးမဝင်တဲ့ဖဲတွေကိုပဲဖမ်းမိတယ်လို့ထင်ခဲ့ပေမဲ့စပွဲပေါ်မှာပြလိုက်တဲ့အခါအပေါက်ဖဲတွေနဲ့ညီနေတဲ့အနိုင်ဖဲတွေဖြစ်နေပါတော့တယ်သူမရဲ့လောင်းကစားစွမ်းရည်ဟာအထုပ်ထိပ်ကိုရောက်ရှိသွားပြီဖြစ်လို့ဆရာဖြစ်သူကသူမကိုလောကထဲကိုထွက်သွားခွင့်ပေးလိုက်ပါတယ်တစ်ချိန်တည်းမှာပဲအိမ်မှာတော့သူမရဲ့ဖခင်ဟာဇနီးတဲ့ရဲ့စေကူတာစရိတ်အတွက်တင်ထားတဲ့ပတ်စံတွေကိုလောင်းကစားလုပ်ဖို့ပြင်နေပါတယ်။အဲ့ဒီအချိန်မှာကောင်မလေးရောက်လာပြီးဖခင်ကိုမတားဆီးတဲ့အပြင်ပတ်စံအမြောက်များပေးပြီးသမီးလဲလိုက်မယ်လို့ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ရွာထဲကလောင်းကစားရုံကိုရောက်တဲ့အခါအကူလို့ခေါ်တဲ့ကစားသမားတစ်ယောက်ကလူတိုင်းကိုအနိုင်ယူနေပါတယ်။ဖခင်ဖြစ်သူကစပွဲမှာထိုင်လိုက်တဲ့အခါအကူကသူ့ကိုလှောင်ပြောင်ပါတယ်။ဒါပေမဲ့အထက်လိုက်ပတ်စံတွေကိုမြင်တဲ့အခါလူတိုင်းရဲ့မျက်လုံးတွေအယောင်တောက်သွားပြီးဒီနေ့တော့အမျက်ကြီးကြီးရတော့မယ်လို့ထင်နေကြပါတယ်။သူတို့ကိုယ်တိုင်ကသာအကြီးအကျယ်ထောင်ချောက်ထဲရောက်တော့မယ်ဆိုတာမသိခဲ့ကြပါဘူး။ကောင်မလေးကပြိုင်ဘက်ကပထမအချီကလေးကလိန်ကစားနေမှချက်ချင်းတီးလိုက်ပါတယ်။ဒါပေမဲ့ဖခင်ကိုဒီတစ်ခါမှပတ်စံအကုန်လုံးလောင်းဖို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ပတ်စံနည်းနည်းလေးနဲ့ဆိုရင်အရင်ကရှုံးထားတာတွေကိုဘယ်တော့မှပြန်မဆက်နိုင်လို့ပါဖခင်လည်းသမီးစကားကိုနားထောင်ပြီးအကုန်လောင်းလိုက်ပါတယ်။ပြိုင်ဘက်ကတော့အသေးစားရှုံးပေးပြီးအကြီးစားနိုင်ဖို့ကြံစီထားတာပါဖခင်ကတော့ဒီတစ်ခါနိုင်တော့မယ်လို့ထင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ပတ်စံအကုန်လုံးရှုံးသွားပါတယ်။စိတ်ညစ်သွားတဲ့ဖခင်ကသမီးစီပတ်စံထက်တောင်းပါတယ်ကောင်မလေးကဒါဟာအမေအတွက်စေကူတာစရိတ်ဖြစ်ကြောင်းပြောပြီးအခြေအနေတစ်ခုထားလိုက်ပါတယ်။အဲ့ဒါကတော့သူမကိုယ်တိုင်ပဲကစားတော့မယ်ဆိုတာပါပဲ။လူတိုင်းကကောင်မလေးကိုအတွေ့အကြုံမရှိဘူးလို့ထင်ကြပါတယ်။သူမကတော့အခြေခံပဲတည်တယ်လို့ပြောပြီးဖဲကိုတော့မကြည့်ပဲပတ်စံအမြောက်များလောင်းလိုက်ပါတယ်။ကျန်တဲ့ကစားသမားတွေကြောက်ပြီးတယောက်ထွက်သွားကြပါတယ်။ဒီနည်းနဲ့ကောင်မလေးပထမအချီကိုအလွယ်တကူနိုင်သွားပါတယ်။ဒါပေမဲ့တကယ်ဂိမ်းကအခုမှစတာပါ။ပြိုင်ဘက်ကလိန်ကစားဖို့စူးစမ်းနေပေမဲ့ကောင်မလေးကသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုသိနေပါတယ်။လောင်းကြီးတွေကတိတ်နဲ့ချီဖြစ်လာပါတယ်။ကောင်မလေးကအွန်လိုင်းကနေဒေါ်လာ2000ချေးယူပြီးကစားတဲ့အတွက်ပြိုင်ဘက်ပို့ပြီးလောဘကြီးလာပါတယ်။နောက်ဆုံးတော့တန်ဖိုး300တန်တဲ့မျိုးပေါ်ကအင်စာရွက်စာတမ်းတွေကိုပါစပွဲပေါ်တင်လိုက်ပါတယ်။ပြိုင်ဘက်ကတော့လောဘစော့ကပ်ပြီးသူ့ရဲ့ကားကိုပါလောင်းကြီးထက်တင်ကအတိုးနှုံးမြင့်တဲ့ချေးငွေတွေထိယူပြီးကစားပါတော့တယ်။သူကတော့တေချာပေါက်နိုင်မယ်လို့ထင်နေပေမဲ့ကောင်မလေးရဲ့ထောင်ချောက်ထဲရောက်နေမှမသိခဲ့ပါဘူး။နောက်ဆုံးမှာကောင်မလေးကပြုံးပြီးဒီနေ့ဘသူကန်ကအမှန်တကယ်ကောင်းလဲဆိုတာသိရတော့မယ်လို့ပြောလိုက်ပါတယ်ပြိုင်ဘက်ကငါကနှစ်ပေါင်းများစွာကစားလာတာငါကန်ကအမြဲတမ်းဖက်လိုက်တယ်လို့ပြောပါတယ်ကောင်မလေးကတိုက်ဆိုင်လိုက်တာကျမကန်ကလည်းအရန်ကောင်းတယ်လို့ပြန်ပြောလိုက်ပါတယ်နောက်ဆုံးဖဲချက်ကိုဖွင့်လိုက်တဲ့အခါလူတိုင်းထိတ်လန့်သွားကြပါတယ်ကောင်မလေးကပဲဂိမ်းကိုအနိုင်ရရှိသွားပါတော့တယ်